ဒီဆိုင်ကြီးကလှလိုက်တာဦးမင်းလူရေ ဟုတ်တယ်တူလေးမရှင်းကြီးလက်ရတယ်လေမမကြီးကတူလေးအတွက်ဝယ်ပေးခဲ့တာ ဟုတ်ကဲ့ဦးလေးအမေကသူ့သားကြိုက်ကိုရမ်းရမ်းတည်တာပဲဒီဆိုင်ကြီးကိုအရန်သဘောကျတယ်ဗျာ ဒါနဲ့တူလေးတယောက်တည်းနေလို့အဆင်ပြေပါမလားပတ်ဝန်းကျင်ကလူတွေပြောရတော့ဒီရင်ကြီးမှာတရေချီတယ်တဲ့ ဟုတ်လားပူကြိုက်သွားပြီဦးမင်းလူရေရတယ်ကျွန်တော်တယောက်တည်းပဲနေမယ်ကဲညနေလေစောင်းနေပြီဆိုတော့ဦးလေးလည်းပြန်လာတော့လေ ဒါဆိုဦးလေးပြန်ပြီ ခွေးရလဲကွာဘာလို့အဲ့လောက်ဦးနေရလဲမသိဘူးဟာ ထွက်သွားငါအိမ်ကနေအခုချက်ချင်းထွက်သွား လက်လိုက်တာကွာမင်းကလေမျက်နှာရှိမှရုပ်တရက်ကြီးပေါ်လာရလား ထွက်သွားငါအိမ်ကနေအခုချက်ချင်းထွက်သွား ဟာဒီအိမ်ကငါဝယ်လိုက်ပြီနေမပိုင်တော့ဘူးဒါငါအိမ်ဖြစ်သွားပြီ ဘာတာရီငါမသိဘူးဒါငါအိမ်နေထွက်သွား အမေအခုမှကြည့်မိတယ်တေးမလေးကရှောလာရီလားဟဲ့ ဟာရှင်နော်ရှိတော့မလားနဲ့နော်ကျမကတရဲနော် မေတေးကျေးဇူးတင်တာပဲဆိုင်ကြီးနေမဟုတ်ဘူးတေးမဆော်ရှောလေးပါပိုင်ဆိုင်ရတော့မယ်မေရဲ့